မင်္ဂလာပါဗျဒီဗီဒီယိုပိုင်းလေးတွေကဒီတော့ကိုဗစ်ဖက်စစ်ကာလပေါ့ကော့ဒေကလည်းမဖြစ်ခင်ကာလဒါအိမ်မှာမဟုတ်ဘူးတငယ်ချင်းတယောက်ဆိုတော့ဒီစတူဒီယိုပင်လက်စတူဒီယိုမှာလုပ်နေတော့ကမှတ်တမ်းတချို့အဲ့တုန်းကကိုဗစ်ကာလအတွင်းမှာပဲဆိုင်ကယ်နဲ့ကားနဲ့တိုက်ပြီးတော့အစီအစဉ်ဖြစ်ထားလို့ချက်တော့စိတ်ကောင်းမပြောက်သေးတဲ့အချိန်အိမ်မှာလည်းဟိုလိုကနည်းနည်းဟိုဖြစ်တာပင်လေမှာသွားပြီးတော့ပင်လေမှာလည်းအဲ့ချိန်အလုပ်တွေနားတာနဲ့သူတို့အဲ့ရှိပေါ်တက်မှာဘာမှမရှိရတဲ့အဲ့မှာအလုပ်သွားလုပ်တဲ့ခါမှာအခုထဲမှာပါတဲ့ဒီကားကအဲ့ဒီကိုဗစ်ကာလအတွင်းရေးပြီးတာကိုဗစ်ကာလအတွင်းမှာကဒီကားဒီတိုင်းရှေ့မှာတကားနဲ့ဒီကားတကားနဲ့အခုထဲမှာပါနေတဲ့ကားတကားနဲ့ရေးပြီးတယ်နောက်ပြီးတော့အဲ့ကာလတင်မှာပဲနောက်ပြီးဒီမှာပြင်ထားတဲ့ကားတွေနဲ့ကိုဗစ်အတွင်းကာလဆိုပြီးတော့ရည်ရွယ်ပြီးတော့ရေးပြီးတဲ့ series တစ်ခုနောက်ပိုင်းမှာ2023လောက်မှာလားမသိဘူးရန်ကုန်စုနဲ့ပြပြတဲ့ဆိုင်ဒီကန်လက်မှာပြတဲ့ဆေးပါလို့ဘာလို့ series ကဒီမှာစရေးတာပေါ့ပြောရမယ်ဆိုအဲ့ပထမဆုံးစရေးတဲ့လက်ဆေးပါဆိုတဲ့ဒီကကဲဘက်မှာရေးတာဆိုတဲ့ခါကျတော့အဲ့ဒီကာလကအထီးကျကျပြောရရင်ဟုတ်တယ်နိုဝင်ဘာဟုတ်မယ်တော်တော် sorryနိုဝင်ဘာလောက်2020နိုဝင်ဘာလောက်ကာလအဲ့ဒီကာလတုန်းကပင်လယ်စတူဒီယိုမှာကိုဒီနည်းနည်းလှုပ်ရှားခဲ့တဲ့နောက်ဆုံးပိုင်းအချိန်ကာလလေးတွေအဲ့တော့ဘယ်လိုပြောကြည့်ပြီးတော့ကျေးဇူးပါဗျ